ဒီကောင်က Scarlet Frappo ပေါ့ဘာအချိုင်လို့ Scarlet Frappo ဂီတာနဲ့ Yo-Yo Frappo ဂီတာနဲ့ဘာကွာလဲဆိုတာပြောပြမယ် Scarlet Frappo ဆိုတာကပုံမှန်ဘာအတိုင်းမဟုတ်ပဲဒါမျိုးဘာလေးတွေကအချိုင်လေးတွေဖြစ်နေတာပေါ့ဒီလို Scarlet Frappo တွေကိုတီးတဲ့ player တွေကတော့အများကြီးရှိတယ်ဒါပေမဲ့အထင်ကြီးဖြစ်တာကတော့ Mainstem ပေါ့ Mainstem ကတော့သူ့ signature ပေါ့ဒီ Fender နဲ့ပြီးတော့သူစိတ်ကြိုက်လောက်ထားတာပေါ့အဲ့တော့ဒီ Scarlet Frappo ဂီတာနဲ့ Yo-Yo Frappo ဘယ်လိုကွာသွားမလဲဘာတွေအားသာချက်အားနည်းချက်ရှိလဲဆိုတာကိုပြောပြမယ်ဒီမှာကျွန်တော်တက်လက်ရထားတယ်ဒီကောင်က Scarlet Frappo ပေါ့ဘာအချိုင်လို့အဲ့တော့ဘာကွာလဲတီးရတာဘယ်လိုနေလဲပြောပြမယ်ပထမဆုံးတီးထားမှာပုံမှန်ရိုးရိုးဂီတာဆိုရင်ဒီကြိုးတွေကိုနှိပ်လိုက်ရင်ဒီအောက်က Frappo ကိုတွားပြီးတော့ထိတယ်ပေါ့ဒီကြိုးကဒါပေမဲ့ဒီလိုဂီတာမှာကျတော့မထိတော့နှိပ်လိုက်သူကအချိုင်ဖြစ်တဲ့အတွက်မဝင်ဘူးပေါ့နော်ဒီမှာကွာဒီလိုနှိပ်လိုက်ရင်အောက်မထိဘူးလွတ်နေမှာပေါ့အဲ့တော့ကြိုးနဲ့လက်ပဲရှိမယ်ဒီလိုအောက်ထိကြောက်ဖိလို့မရဘူးဖိမယ်ဆိုရင်လည်းနှုတ်ကအတန်ထွက်တွေကရှိုင်သွားတယ်အဲ့တော့သူ့ရဲ့အားသာချက်တွေမပြောခင်သူအားနဲ့ချက်ကိုအရင်ပြောမယ်ဒီဂီတာလေးကကျွန်တော်စီရောက်တာ2ရက်ပဲရှိသေးတယ်ဒီ2ရက်အတွင်းမှာတီးကြည့်ပြီးတော့ကျွန်တော်မြင်တော့အားသာချက်အားနဲ့ချက်ကိုပြောပြမှာပေါ့အဲ့တော့အားနဲ့ချက်တော့ကျွန်တော်တစ်ချက်ပဲတွေ့တယ်အဲ့ဒါဘာလဲဆိုတော့တော့ကော့တွေကင်ပြီးတီးရင်ဒီလက်ကိုအားတအားဆိုင်မိရင်တော့အဆင်မပြေဘူးတကယ်လို့လက်ကိုအားတအားဆိုင်မိရင်ဒီနှုတ်လေးတွေအထဲကိုဝင်သွားတယ်ဥပမာဂျီပေါ့ဒီလိုဖွားလေးပဲတီးရမယ်အဲ့လာရောတော့ဖိလိုက်ရင်ဖိလိုက်ရင်တော့ vibrate လို့မျိုးဖြစ်သွားမှာဝင်သွားမှာအထဲကိုအဲ့တော့လက်ကိုတော့အရန်ဖိလို့မရဘူးလက်ကိုဖွားလေးတီးရမယ်ပေါ့ဒါကလည်းအားသာချက်ပါပဲတခြားပြန်စဉ်းစားရင်တော့ဘယ်လိုအားသာချက်လဲဆိုမလိုအပ်ပဲနဲ့အားတွေမကုန်တော့ဘူးမလိုအပ်တဲ့နေရာမှာအားတွေ short နိုင်တာပေါ့ဟုတ်ပြီဘာတွေအားသာချက်မြင်လဲဆိုတော့ဒီဘယ်ဖက်လက်ကိုဖွားလေးတီးလို့ရတယ်ဖွားလေးတီးလို့ရတော့ဒီလက်တွေအရန်ညောင်းတာမျိုးလည်းမဖြစ်ဘူးကွာလက်ကိုအားတိတ်ဆိုင်ဆရာမလို့တော့ဒီဘယ်ဖက်လက်ကမြင်မြန်ဆန်ဆန်လေးလည်းပြေးလို့ပူရတယ်ကွာပြီးတော့ speed တွေတီးတဲ့အခါမှာအဆင်ပြေတယ်ချုံးမွေ့တယ်ပေါ့တီးချရတလောက်တော့တော်တော်လေးမိုက်တယ်ဖွားလေးပဲတီးရုံပဲဆိုတော့အမြန်နေလဲသွားလို့ကောင်းတယ်မလိုအပ်ပဲအားမကုန်တော့ဘူးကဒါတီးနေကြတော့မဟုတ်သေးဘူးတိတ်တော့အသားမကျသေးဘူးနောက်ပြီး vibrate ရမ်းလုပ်လို့လွယ်တယ်သူကလုံးဝချောနေရမှာတိလားပြီးရင် slide ဆွဲရအဲ့လိုမျိုး slide တွေအဝေးဆွဲရင်တော့မှခလုတ်တိုက်တာမျိုးဖြစ်မနေဘူးလုံးဝချောနေတာမျိုး short နေပါအဲ့လိုမျိုးပေါ့ဒါကတော့ဒီတီးတော့မြင်မိတာပေါ့တီးရတာအားလဲတော်တော်တက်တာတယ်ပြီးရင် तू ကဘန်နဲ့လည်းတော်တော်အဆင်ပြေတယ်ပြီးရင်တပင်တီးမှဆိုရင်ဒီပုံမှန် Frappo တွေထပ်ပို့ပြီးတော့အားမလူဘူးပေါ့ပုံမှန် Frappo တွေမှာအား100 300ရတယ်ဆိုဒီမှာအား90 80လောက်ပဲသုံးလိုက်ရုံပဲအဲ့လိုမျိုးပေါ့အဲ့တော့စိုးကြိုက်တယ်ဒါပေမဲ့တစ်ချက်တတိထားမှာပုံမှန်ဂီတာတွေမှာအရင်ကတီးထားပြီးလက်အားတအားတန်နေပြီဆိုရင်တော့ဒီလိုဂီတာမှာလာတင်းအားတော့နည်းနည်းပြန်ရှော့မှရမယ်အားရမ်းများနေဆိုတော့နှုတ်တွေရှိုင်သွားတယ်ဖိလိုက်တယ်နှုတ်မမှန်ဖြစ်သွားမှာပေါ့ vibrate ပုံစံလိုလည်းဖြစ်တတ်တယ်ဒါမှမဟုတ်နှုတ်လေးတွေက shut လေးတွေဖြစ်သွားနိုင်တယ်အမှ C တီးရဲဆို C shut ဖြစ်သွားနိုင်တယ်ဒီဟာလေးတော့အားနည်းချက်ရှိတယ်ကျန်တာတော့တော်တော်အဆင်ပြေတယ်ဒီနေ့ကြမဟုတ်ရင်တော့ပထမစတီးတော့နည်းနည်းတော့ကိုလိုကလန်နိုင်တယ်ကျွန်တော်စတီးတဲ့အချိန်မှာလည်းအဲ့လိုပဲတမျိုးကြီးပဲတီးရတာ Frappo နဲ့လည်းထိမနေဘူးဒီကြိုးတွေကြီးပဲထိနေမသိရင်ဘယ်လိုခံစားရလဲဆိုတော့ဘာအမြင့်ကြီးတာတလက်ကြီးကိုတီးရသလိုလိုဘာလို့အဲ့လိုမျိုးခံစားမိတယ်ဒါပေမဲ့တခြားပြန်တီးကြည့်တော့ဘာမြင့်နိုင်ခံစားချက်မရဘူးသူကဘာမြင့်တာမဟုတ်ဘူးဖွားလေးပဲနှိပ်လိုက်ရမယ်အောက်ကိုသွားမထိတာကွာဆိုတော့မစိုးဘူးပဲပြောရမှာပဲ speed တွေတီးမဲ့ဆိုရင်တော့တော်တော်လေးကောင်းတယ်ဒီဂီတာတီးလို့ပိုလက်ပိုမြန်မယ်လို့ဆိုလိုတာမဟုတ်ဘူးမလိုတဲ့အားတွေကို short ချလို့ရတဲ့အတွက်အနည်းချင်းလေးပေါ့နော်ဒီရာခိုင်နှုန်းအနည်းလေးတော့ရိုးရိုးဂီတာထက်ပိုပြီးတော့လွယ်ကူသွားတယ်ပေါ့အဲ့လိုတော့မြင်မိတယ်